ဒါဟာလူသက်ဆက်ရုပ်တရုပ်ပါသူ့ရဲ့တာဝန်ကဒီမျိုးသမီးငယ်လေးကိုတတ်ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အနာဂတ်မှာသူမဟာလူသားတွေရဲ့ခေါင်းဆောင်ဖြစ်လာပြီး AI ဆက်ရုပ်အားလုံးကိုဖျက်ဆီးမဲ့သူဖြစ်လို့ပါ။ဆက်ရုပ်ကတတ်ဖို့လုံနေတုန်းသူမကိုကာကွယ်ဖို့နောက်ထပ်စစ်သားတအူးရောက်လာပါတယ်။သူမကဆက်ရုပ်ကို6ချက်လောက်ပစ်လိုက်ပေမဲ့တက်ရောက်မှုမရှိခဲ့ပါဘူး။တာမန်လက်နက်တွေနဲ့ပြီးရင်သူ့ကိုနှိကွေးသွားစေုံပဲရမယ်။ကောင်မလေးကသူ့အကိုတို့နဲ့အတူထွက်ပြေးခဲ့ပါတယ်။ခဏကြာတော့ဆက်ရုပ်ကပြန်ထပ်လာပါတယ်။သူ့ကိုယ်သူပြန်ပြုတ်ပြင်းတဲ့အချိန်ဟာအလွန်မြန်ဆန်ပါတယ်။ဆက်ရုပ်ကသူတို့တွေကိုဆက်တိုက်ခိုက်လာပါတယ်။စစ်သားကလည်းအရန်ကျွမ်းကျင်ပါတယ်။သူမက4000တုပ်ကိုကင်ကာပြန်ခုခံပေမဲ့ဆက်ရုပ်ရဲ့တန်ချောင်းကွင်းတွေဟာအရန်မှကြောအောင်လာပါတယ်။ဘလောက်ပဲပြင်းပြင်းရိုက်သူ့တန်ရာတွေဟာချက်ချင်းပျောက်ကင်းသွားပါတယ်။မကြခင်မှာဆက်ရုပ်ကပြန်တိုက်ခိုက်လာပြီးစစ်သားကတမဏိပြားနဲ့ပဲခုခံကာကွယ်နေရပါတော့တယ်။ခက်ခဲရုန်းကန်ခဲ့ရပြီးနောက်ဆုံးတွင်12ခုအတွင်းပိတ်ချုပ်မိဖို့အခွင့်အရေးရလာပါတယ်။မိန်းကလေးအကိုဒီခလုတ်ကိုနှိပ်လိုက်ပြီးဆက်ရုပ်ကိုခဏတာအကန့်အသတ်နဲ့ပိတ်မိစေခဲ့ပါတယ်။ဆက်ရုပ်မလွတ်မြောက်ခင်မှာပဲစစ်သားကကားတစ်စီးယူပြီးမိန်းကလေးနဲ့သူ့ညီကိုခေါ်ကာထွက်ပြေးသွားခဲ့ပါတယ်။